အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့က12ရက်6လ2026ပေါ့နော်ဒီဗီဒီယိုမှာဆိုရင်ကျွန်တော်ဘစ်ဂီတာအကြောင်းလေးကိုနည်းနည်းဝင်ကားပြမယ်ပေါ့နော်ဘစ်ဂီတာကအခုကြိုင်ထားတာတော့ hollow bass ပေါ့ electric bass ဂီတာလည်းရှိတယ်ဒါပေမဲ့ electric bass ဂီတာ sound box join ရမှာပါဒီမှာ hollow bass ကို၄ကျိုးရှိတော့အဲ့၄ကျိုးရှိတော့မှကျွန်တော်တို့ကဒီကျိုးလေးတွေအရင်ကြက်ကျိုးလေးတွေက G D A E အောက်ကနေစကြည့်တာနော် G D A E အဲ့ဒီမှာဒီရက်ခေတ်လူငယ်တွေအတွက်ကအရန်အဆင်ပြေတာကျိုးနီးတက်ဖို့ဆိုရင်တိတ်အဆင်ပြေတယ်ဒီမှာပထရန်လို့ခေါ်တဲ့အစိမ်းရောင်ပုံလေးပေါ့နော်ဒီအစိမ်းရောင်ပုံလေးတစ်ခုအဲ့ဒါကြီးအမျိုးအစားအများကြီးရှိတယ်နော်ကျွန်တော်တို့အဲ့ဒါလေးတွေသုံးတယ်အဲ့ဒါလေးကိုတစ်ချက်နှိမ့်လိုက်ပြီးနှိမ့်လိုက်ပြီးတဲ့အချိန်ကျတော့ဒါရီခဏပြီးတင်မယ်နော်အခုကကျွန်တော် bass guitar ကိုချိန်လိုက်တယ် bass guitar ချိန်လိုက်တဲ့အချိန်မှာသူအပေါ်ဆုံးကျိုးက1ကျိုးပေါ့1ကျိုး2ကျိုး3ကျိုး4ကျိုးအဲ့ဒါ full string bass ကိုချိန်ထားတာနော်အဲ့တော့ကဒီ1ကျိုးကိုတစ်ချက်စမ်းကြည့်လိုက်ပါသူဘာဖြစ်နေလဲဆိုတော့ minus 11ပေါ့အစအနေနည်းလေးချက်ပြပြောပြမယ်နော်အဲ့ဒီကောင်ကိုတွန်းနှိမ့်လိုက်တယ်နှိမ့်လိုက်တဲ့အချိန်မှာဂီတာချူနာဆိုပြီးတော့ဒါလေးပေါ်လာပြီးတော့မှတစ်ခါနည်းနည်းလေးဆောက်အမှန်သူ gallery to groovy ဟုတ်ပြီကျွန်တော်ချိန်ထားတယ်တကယ်လို့ကျွန်တော်က bass guitar မညှိကျင်ဘူးဆိုရင်တခြားတူရိယာကိုညှိမှဆိုရင်ဂီယာနဲ့ပြောင်းလို့ရဒါတက်ဟိုဟာဘယ်လိုပြောမလဲဒါဆို6ကျိုးဂီတာပေါ့ဒါ6ကျိုးဒါတက်အချမ်းမြင်ရှင်းပြရတယ်နော်ဒီ F ကလေးကိုသုံးတဲ့ပုံနဲ့အချမ်းမြင်ကျွန်တော်လိုချင်တာက bass full string ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီဘက်လက်မြင်ကိုရပါတယ်ဒီကျိုးကိုစမ်းကြည့်လိုက်တဲ့အချိန်မှာစိတ်နဲ့မတော်သေးဘူးသူကဘာဖြစ်နေလဲဆိုတော့ minus 10ဆိုရော့နေတယ်ရော့နေတော့ကျွန်တော်နည်းနည်းတင်းနေဆိုရင်တော့ကိုယ့်ဘက်ကိုလှည့်တာနော်ရှော့ရဆိုရင်တော့ဟိုဘက် opposite စမ်းကြည့်ဘက်ကိုလှည့်မှာနော်ကျွန်တော်ဘက်ကိုနည်းနည်းလှည့်minus 7 minus 2ဒါညီသွားပြီနော်ဒါသူညီသွားရတယ်အတန်လေးကြားနေရတယ်ခုလောလောဆယ်နောက်တစ်ချိုးကလည်းဘာဖြစ်